မင်းသမီးရဲ့ပြိုင်ဘက်အသစ်ဟာစီယိုရဲ့အဖေနဲ့လက်တွဲပြီးပွဲကင်းထဲကိုခမ်းနားစွာရောက်ရှိလာပါတယ်။သူမကတာမန်ဧည့်သည်တယောက်တည်းမဟုတ်ပဲစီယိုရဲ့အဖေကနှစ်ပေါင်းများစွာစိတ်ကူးထဲမှာပုံဖော်လာခဲ့တဲ့စံပြတ်ချွေးမလောင်ဖြစ်နေတာပါစီယိုကသူဟာအိမ်အောင်ရှိပြီးသားဖြစ်ကြောင်းပြက်ပြက်သားသားပြောလိုက်တဲ့အခါမှာတော့သူ့ဖေကဒါဟာအမားတစ်ခုပဲဖြစ်ရမယ်ဆိုပြီးအေးဆက်ဆက်နဲ့ညှင်းပယ်လိုက်ပါတယ်။ဒီပြိုင်ဘက်မှာဟာလှယုံတင်မကပဲတော်တော်လေးလဲဝါရင်တဲ့သူပါ။သူမဟာစီယိုနဲ့အတူကြီးပြင်းလာခဲ့သူဖြစ်တယ်လို့ထိတ်တန်းပွဲဒီဂရီတွေနဲ့ညှင်းမရနိုင်တဲ့အရေးချင်းတွေပိုင်ဆိုင်ထားသူလည်းဖြစ်ပါတယ်။သူမဟာသွေးအေးပြုံးတွေနဲ့မင်းသမီးကိုပြောင်းကြစိန်ခေါ်လိုက်ပြီးမင်းသမီးလိုတာမန်လူတစ်ယောက်ဟာစီယိုရဲ့ဘေးနားမှာရက်တီဖို့ဘလို့မှမထိုက်တန်ဘူးလို့ကြေညာလိုက်ပါတော့တယ်။ပြီးတော့သူမကအကွက်ကြနဲ့မင်းသမီးကို conference မှာတင်ဆက်မှု presentation လုပ်ဖို့တိုက်တွန်းပါတော့တယ်။ PR တွေကြားမှာမင်းသမီးပျက်စီးသွားလိမ့်မယ်လို့သူမကအပြည့်အဝမျှော်လင့်ထားတာပေါ့။ဒါပေမဲ့သူမထောင်ထားတဲ့ထောင်ချောက်ကသူ့ကိုပဲပြန်ပတ်သွားပါတယ်။နောက်ဆုံးမိနစ်မှာနှောက်ယှက်ဖျက်ဆီးမှုတွေကြုံခဲ့ရပေမဲ့မင်းသမီးဟာအမှားယွင်းမရှိပြောင်မြောက်တဲ့တင်ဆက်မှုတစ်ခုကိုလုပ်ပြလိုက်နိုင်တာကြောင့်တခန်းလုံးစွန့်သွားရပြီးပြိုင်ဘက်မကတော့ဒေါသတွေထွက်နေရပါတော့တယ်။ပွဲပြီးတဲ့နောက်မှာတော့ခန်းစားချက်တွေပင်ပန်းနှမ်းနေပြီးအရာရာကိုတီးခံခဲ့ရတဲ့ဒဏ်ရာတွေကြောင့်မင်းသမီးကတိတ်တဆိတ်ပဲကွာရှင်းဖို့စကားဆက်လိုက်ပါတယ်။သူမထွက်သွားဖို့ပြင်လိုက်တဲ့အချိန်မှာပဲကံကြမ္မာကထပ်မံကစားပြန်ပါတယ်။သူမဟာသူမရဲ့အတိတ်သူမရဲ့ရုန်းကန်မှုတွေနဲ့သူမရဲ့မူလစရိုက်ကိုတည်နေတဲ့ကျေးရွာကတငယ်ချင်းဟောင်းတစ်ယောက်နဲ့တိုးပါလေရောစီယိုကသူတို့နှစ်ယောက်ပြန်လည်ဆုံတွေ့ပြီးရေရေမောမောစကားပြောနေကြတာကိုအဝေးကနေကြည့်နေပါတယ်။အဲ့ဒီလူကမင်းသမီးကိုလူပြိုကြီးလားလို့ပေါ့ပေါ့ပပမေးလိုက်တဲ့အခါမှာတော့စီယိုကတွန့်ဆုတ်မနေပဲကြားထဲကဝင်ပြောလိုက်တယ်။သူကအိမ်အောင်ရှိပြီးသားပါတဲ့လေထုကချက်ချင်းတင်းမာသွားပါတော့တယ်။ကားထဲရောက်တဲ့အခါမှာတော့တိတ်ဆိတ်မှုဟာအကြီးအကျယ်စကားများမှုအဖြစ်ပောက်ကွဲထွက်သွားပါတယ်။စီယိုကသူမကိုအခုကလေးကထွက်ပေါက်ရှာနေပြီလားလက်ထက်စာချုပ်ကမင်းတော်မချောက်သေးခင်မှာနောက်ယောက်ျားထက်ရှာနေပြီလားဆိုပြီးဆွဆွဲပါတော့တယ်။မင်းသမီးကလည်းစိတ်နာနာနဲ့ဒေါသတကြီးပြန်လဲတုံ့ပြန်လိုက်ပြီးသူတို့ရဲ့ပတ်သက်မှုဟာအန္တရာယ်ရှိတဲ့အခြေအနေတစ်ခုရဲ့အစွန်းမှာရိမ့်ထိုးနေပါတော့တယ်